ရေဝတီဆိုတဲ့ဒကမလေးဘယ်သူလဲရေဝတီဆိုတဲ့ဒကမလေးအကြောင်းပြောမယ်သူမပြောခင်သူခင်မွန်းတယ်ကနန္ဒိယကျောင်းတကာကျောင်းတကာကြီးနန္ဒိယကျောင်းတကာကြီးဘယ်သူလဲအားလုံးသိတယ်နော်လူပြည်ကျောင်းဆောက်အဲ့ဒီတကာလူပြည်မှာကျောင်းဆောက်ပြီးမသေးသေးဘူးနတ်ပြည်မှာဘုံပေါက်နေတဲ့တကာနော်ရှင်မမောက္ကလံကိုရောမြတ်ကြီးကနတ်ပြည်ဆွမ်းခံကြွသူတော်ကောင်းတွေမှာလည်းတနာတဲ့စိတ်ချင်းမတူဘူးဗျရှင်သာရိပုတ္တရာကြတော့လူစင်းရဲတွေလိုက်ရှာတယ်လိုက်ရှာပြီးတော့ကဲတယ်အဲ့ဒါဘာလို့လဲဆိုတော့ဘိုးဦးဇင်းတို့လည်းဒီတိုင်းပဲပေးခြင်းနဲ့ကမ်းခြင်းနဲ့ကြွေးခြင်းနဲ့ကဲခြင်းနဲ့တခါတလေလိန်နေမှန်းသိရတဲ့နဲ့ကိုပေးခြင်းအခုလည်းလာပြီးအကူကြီးတောင်းကြတာလေအများကြီးဒါပေမဲ့သူ့မင်္ဂလာလည်းမွဲတာချာမပေးနိုင်ဘူးဗျာကြည့်ပြီးငါညီတို့ကြည့်ပြောလိုက်တာအပေါ်မှာကိုကတကယ်ဆိုရင်တော့နှလုံးသားထဲမှာငိုးနေတယ်မပေးရလို့ပေးချင်တာစိတ်မကောင်းဒုက္ခပဲလူတွေကြက်တဲနေကြတာဒုက္ခရောက်နေကြတာဥမမတောင့်တော့သူတို့ခမဒီလားမစားအသိပညာချွေးရင်းတာဟုတ်နော်ဥမဆိုတာကဥစ္စာဒနာတဲ့အသိဉာဏ်နော်အသိဉာဏ်ဥမမတောင့်ဒါတွေပေးနိုင်ဖို့ဆိုတာလဲတို့နိုင်ငံမှာပညာရေးကအဖက်ကနေကြနေအဲ့တော့ပညာပေးမှုတွေအားနည်းတယ်သင်ကြားမှုတွေလက်ဆင့်ကမ်းမှုတွေအားနည်းတယ်ဒါမှမဟုတ်ဦးဇင်းတို့အဓိကလိုအပ်နေတာဗုဒ္ဓဘာသာတရားကိုငယ်စဉ်တောင်ကြီးကလေးဘဝတွေကစနစ်တကျသင်ယူတတ်ဖို့လိုအပ်အဲ့ဒါကြီးကြိုးစားတော့လဲဒီမိုကရေစီလိုဘာလိုနဲ့ဘာသာရေးလုပ်တော့မယ်ဆိုမှဒီဒီမိုကရေစီကဘယ်လာရှုပ်တယ်မသိဘူးနော်အဲ့ဒါကျောင်းနေသင်ပေးမယ်ဆိုဒီလိုကျောင်းနေသင်ပေးရင်တခြားဘာသာတွေဘယ်လိုလုပ်သင်ဖို့သူလည်းသူ့ဘာသာသူသင်ကိုလည်းကိုယ့်ဘာသာကိုသူသင်ဘာဖြစ်တော့ရှင်းလားအဲ့ဒါလို့ပြီးတော့သင်ရိုးညွန်းနှမ်းဗမာပြည်သာသနာရောက်လာတာနှစ်ပေါင်း1000ကျော်လာပြီသာသနာမျိုးဆက်သစ်ကိုစနစ်တကျသင်ပေးဖို့ခုချိန်ထိသင်ရိုးညွန်းနှမ်းမရှိဘူးလုံးလိုက်ရင်ဘယ်ရမလားယဉ်ကျေးမှုသင်တန်းဆိုဟိုလူကတစ်မျိုးကန်ဒီလူကတစ်မျိုးကန်မူလာတန်းကလေးကိုမဟုတ်ပါမိကုန်းနေရှောက်မေးကလေးတွေဘယ်လိုလုပ်သိမလဲအဲ့တော့စနစ်တကျပြန်ခွဲရမယ်ဒါမူလာတန်းဒါအလေတန်းဒါအထက်တန်းသင်ခန်းစာတွေကိုစနစ်တကျ separate ပြန်လုပ်ပြီး lexing တွေပြန်လုပ်ရမယ် lexing guide တွေပြန်လုပ်အောင်ပဲခုမှစဒါလည်းညီညွတ်မှဖြစ်လိမ့်မယ်ထင်တယ်နော်မညီညွတ်ရင်တော့တို့ဘလောက်လှုပ်ပေးအဆင်ပြေမှာမဟုတ်ဘူးဒီနေ့လည်းအဲ့ဒါတနေ့ကုန်အစည်းအဝေးထိုင်နေတာအဲ့ချင်းမူလို့နဲ့အခုထလာတာနော်ညနေ9 နာရီမှအစည်းအဝေးရပြီးတယ်ပြီးတော့စာကြည့်ဖို့အချိန်ရမရတော့ဘူးဒါမှမဟုတ်ပြိဿသမုပ္ပါထဟောနေတကယ်တော့ဟောစရာဘာမှပါမလားအဲ့တော့အပြေးလွှားရေဝတီဝိမာနဝတ္ထုလေးကောက်ဖတ်တော့ဝိမာနဝတ္ထုတွေကလည်းရေးထားတာတူတူလေးအဲ့တော့ဒါလေးပြောလို့လည်းငါအင်းစိန်နဲ့ကြိုက်မှာမဟုတ်ဘူးနော်အင်းစိန်ကြိုက်အောင်လည်းဟောအောင်ပါဒီမှာဆွမ်းလောင်းသင်းကြီးကိုကြိုတင်ပြီးတော့ဦးဇင်းတို့လှုပ်ထားကြတာဒီနော်အခုမိုဘိုင်းဆွမ်းလောင်းသင်းတကယ်တော့ခုခေတ်ဆွမ်းလောင်းအသင်းတွေလုပ်နေရတာကိုကဆုတ်ကတ်ကြီးဖြစ်နေလို့ရှေးတုန်းကရာဇကြိုပြည်တာဝတိပြည်ဆိုရင်အနာတပိန်တထေးရဲ့ဝိသခာရဲ့2 ယောက်ရှိတာနဲ့ပြီးပြီတန်ခါ3 သိန်းလဲလာခဲ့3 သိန်းခွဲလဲလာခဲ့2 သိန်းလဲလာခဲ့2 ယောက်တထေး2 ယောက်တည်းလောင်းတာနဲ့ပြီးတယ်အခု1 ယောက်တည်းမလောင်းနိုင်လို့စုလောင်းရတာစုလောင်းတာတောင်အင်းစိန်ကထူးခြားခြားမိုဘိုင်းလုပ်ယူရတယ်လောင်းကျင်တယ်တဲ့ထွက်မလောင်းနိုင်လို့ဆိုတော့ကားနဲ့လိုက်သေးဘောပါညံ့လာတာတရားတွေညံ့လာတာနော်ဥစ္စာဒနာအားတွေညံ့လာတာစေတနာအားတွေညံ့လာတော့သိတဲ့လူတွေကလိုက်အကျိုးဆောင်ပေးရတယ်ကျွန်တော်တို့လိုက်ယူပါမယ်ဗျာတစ်လုံးချက်ဆိုလို့လည်းယူပါမယ်နှလုံးချက်ဆိုလို့လည်းယူပါမယ်ဘာလို့ဆိုတန်ခါဆုံးသွားဖို့အဓိကတန်ခါတို့ဒီမှာစာသင်ဖို့အရေးမှာဆွမ်းခံထွက်နေရတယ်နေ့တစ်ပိုင်းကုန်တော့ပါတယ်နော်ပြတ်ထားအဲ့ဒါလေးကိုခုပြောမလို့နန္ဒီယအကြောင်းအဲ့ဒီမှာတဏှာတပုံချင်းမတူဘူးဆိုတာကဆင်းရဲသားတွေကလည်းကြဲရမှာမှန်တယ်ဒါပေမဲ့တတိတွေသင်မောက်မောက်နေတာလည်းတပုံကြီးကာရာအိုကေသွားလိုက်နိုက်ကလပ်သွားလိုက်နှိတ်ခတ်သွားလိုက်တော့နော်ဩရှိသမျှကံလေးတွေသုံးဖြုံပြီးဒင်းတို့လည်းဒေအိုးဆင်းတော့မှာပါလားသဘောပါလား
ကဲဒါဖြင့်လေနိုင်ကလတ်ထဲကဒေဦးသွားရတာနဲ့ချင်းမောင်ရက်တဲ့ဒေဦးသွားတာဘယ်ဟာကောင်းလို့ငပိရောင်းရင်ခွေးမောင်းရင်ဒေဦးဆင်းရတာနဲ့ကာရာအိုကေဆိုရင်ဒေဦးဆင်းရတာဘယ်ဟာကောင်းလို့အတူတူတော့အတူတူပဲအတူတူတော့အတူတူပဲရင်ကောင်တယောင်းယောင်းနဲ့ငေါ့ငန်းရင်းနဲ့လည်း तू ကဒေဦးသွားမှာဟုတ်ကလားအဲကွန်ကန်ထဲမှာဘီယာလေးနဲ့နှပ်ပြီးကာရာအိုကေဆိုရင်လည်းဘယ်လိုသွားရင်ကောင်းရှင်းလားအဲ့ဒါရှင်မမောက္ကလန်ကိုတော်မြတ်ကြီးကြတော့ကာရာအိုကေခန်းထဲကဟာတွေကိုတနာတယ်ဒါကြောင့်နတ်ပြည်တက်ဆုံးခတ်ရှင်းလားရှင်သာရိပုတ္တရာလူစင်းရဲတွေလိုက်ရှာတဲ့မောင်ဝဏ္ဏတို့လေသရင်ကမောင်ဝဏ္ဏတို့လေထုံခဲတွေကဘာဖြစ်သွားရွှေခဲအဲ့ဒါဥသာရိပုတ္တရာကိုရောမကြီးကဲတာအတွင်းမှာဓာတ်ခံမြုပ်နေတယ်သူလှုပ်ထားတဲ့ကုသိုလ်ကအကျိုးဆက်တွေရှိတယ်ဒါပေမဲ့အကျိုးမပေးနိုင်ဘူးဖြစ်နေတယ်ဒီဘဝစင်စင်ရဲနဲ့ချိုးချိုးတဲ့တဲ့နဲ့နေရတယ်အဲ့ဒီကံလေးကိုဖော်ထုတ်ပေးခြင်းနဲ့ပြစ္ဆုတ်ပံကံလေးဖြည့်ပေးလိုက်ဒီလိုမျိုးတွေဖော်ထုတ်ပြီးရှင်သာရိပုတ္တရာကဲတယ်ရှင်မမောက္ကလန်ကျတော့နတ်ပြည်ဆိုတာနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဆိုတာတကယ်တော့ကုသိုလ်ကံလေးမတောက်တစ်ခေါက်နဲ့ရောက်သွားတာတွေတပုံကြီးစွန်းတစွန်းလောင်းပြီးနတ်ပြည်ရောက်သွားတာတွေလည်းရှိတယ်ပန်းတဝင်လေးလူပြီးရောက်သွားတာလည်းအဲ့ဒီပုဂ္ဂိုလ်တွေကျနတ်သက်ရှည်ပါမလားမရှိတော့အဲ့ဒါတွေလိုက်ကြရမယ်တဖြုတ်ဖြုတ်နဲ့ပြုတ်ကြကုန်လိမ့်မယ်တဲ့အထက်ရောက်ပြီးသားလေးတွေသဘောပါလားအဲ့ဒါကြောင့်ရှင်မမောက္ကလန်ဘယ်ဆုံးခံကြွတော့ဆိုတော့နတ်ပြည်ဆုံးခံကြွတယ်ဒါလည်းလှုပ်တဲ့မလှုပ်တဲ့လုံးသိမှာတယ်အကုန်ကယ်ရမှာတယ်ကြီးပဲနော်ပတ်စံရှိလာပြီဆိုပြီးကိုအထင်တော့ကြီးမနေနဲ့သူတော်ကောင်းမျက်လုံးနဲ့ကြည့်ရင်တော့သူလည်းတဲ့အိုးမျက်ဆောင်ထိုးနေတာရှင်းတယ်နော်ဟိုငပိတဲ့ချင်းမောင်ရက်တဲ့မှာတော်ယုံနဲ့မသေးဘူးဗျမိုးရွာမရှောင်နေဘူးမရှောင်သွားလာလှုပ်ရှားနေဟိုကာရာအိုကေခန်းထဲကတော့သွေးကြောပိတ်ပြီးမြန်သွားတော့မှာဂိုင်ထားတောင်ပြောမြောက်ပြောနဲ့အတော်တောင်များသွားပြီအဲ့တော့နန္ဒီယကျောင်းဆောက်ထားတဲ့အကြောင်းရှင်မမောက္ကလန်ကိုရောမြတ်ကြီးဆုံးခံကြတော့နတ်ပြည်အများအားဆုံးခံတက်နေတော့တရက်မှာသူသွားတဲ့လမ်းမှာအရင်မရှိတဲ့ဗိမာန်ကြီးတစ်ခုပေါ်နေဒါနဲ့အဲ့ဒီဗိမာန်ကြီးတွေကနတ်သမီးတွေနတ်သားတွေတွေ့တော့ရှင်သာရိပုတ္တရာရှင်မမောက္ကလန်ကိုရောမြတ်ကြီးဆုံးခံရတော့ထွက်လောင်းရင်တော့ဒီဗိမာန်ကြီးကငကိုတော့ငါသွားနေကြမရှိပါဘူးကွာတဲ့မင်းတို့အခုဒါဘသူဗိမာန်တော့ကွာဒီနတ်သားရဲ့ဒီဗိမာန်သခင်ဘသူလဲဆိုတော့မှန်လားပါဗျာတဲ့ဗိမာန်အရှင်ကမရောက်သေးပါဘူးဗျာဟာမရောက်သေးဆိုဘသူဗိမာန်တော့ဗာရာဏသီယဗျာအရှင်ဘုရားတို့ဟိုတနေ့ကကြောင်းရည်သက်ချတဲ့တကားကြီးအာနန္ဒိယမှန်ပါဗျာနန္ဒိယသကြွယ်ကြီးကြောင်းဆောက်ပြီးတော့ပေါ်ပေါက်နေတဲ့ဗိမာန်ပါဗျာတဲ့ဒါသူ့ရဲ့အချွေရနတ်သားနတ်သမီးတွေပါအရှင်ဘုရားတကယ်လို့လမ်းကြုံပြောရစမ်းမှာမြန်လာတော့သဘောပါလားဟိုကမျောနေပြီသူ့ကိုပြုစုရမယ့်လူတွေကတရားဟာမသိနိုင်သေးဘူးဟုတ်ပြီနော်အဲ့ဒီလိုနန္ဒိယသကြွယ်ကြီးကကြောင်းဆောင်လူတာတယ်မဟုတ်သေးဘူးသာသနာတော်ကိုကြည်ညိုလွန်းလို့အရိယာပုဂ္ဂိုလ်ကြီးလည်းဖြစ်တော့တန်ဃာတွေကိုဆွန်းလောင်းတယ်နေ့စဉ်တန်ဃာဆွန်းဝတ်တယ်ရှိတယ်အိမ်မှာတန်ဃာတွေကိုမပြတ်ဆွန်းလောင်းလူတယ်တန်ဃာဝတ်တရားတွေသူလုပ်တယ်လုပ်တော့တရက်ကြတော့ကုံတယ်လို့ဆိုတော့လူရည်တန်းရည်အတွက်ရှာစရာလည်းရှိသေးတာကိုဗျအဲ့ဒါနဲ့သူကခရီးသွားမယ်ဆိုတော့နန္ဒိယသကြွယ်ကြီးရဲ့ကြောကရေဝတီနန္ဒိယသကြွယ်ကြောဘယ်သူလို့ရေဝတီဒကမအဲ့တော့အိရှင်မငါခရီးကမထွက်မရွှေ့ထွက်အောင်မယ်အဲ့တော့အယောင်းဝယ်ကိစ္စလေးကလည်းလုံးမဖြစ်မှာအဲ့တော့အိမ်မှာလည်းဘာနာကနည်းနည်းနဲနေပြီငါလူရည်တန်းရည်အဆင်ပြေအောင်လို့အဲ့တော့ရှင်မငါသွားတဲ့အခါတန်ဃာတော်တွေဂယုစိုက်ဆွမ်းလောင်းရစ်ပါပြုစုပါစောင့်ရှောက်ပါဆိုတော့ဘာမှမပူပါနဲ့ပေါ့အာမဘန္တိခံတာရုခံပေါ့တာရုဆိုတော့ဟုတ်ပါပြီပေါ့โอเคပေါ့ကောင်းပါပြီပေါ့ဆိုပြီးတော့နန္ဒိယသကြွယ်ကြီးထွက်သွားတော့စတင်ပြီးဘာလုပ်လဲဆိုနန္ဒိယသကြွယ်ကတန်ဃာတွေတင်ဆွမ်းလောင်းတာမဟုတ်ဘူးအနာတပိန်တို့လိုပဲခိုကိုးရမယ်ပုံကိုယ်တွေစားရမယ်တောက်ရမယ်ပုံကိုယ်တွေကိုလည်းအမြဲတမ်းစားစရာတောက်စရာချက်ပြီးသားဟုတ်ပြီနော်ချက်စားဖို့ဆံပေးတာမဟုတ်ဘူးဆံပေးရင်ကိုသူတို့ချက်စားစရာနေရာမရှိဘူးအဲဒါကြောင့်ချက်ပြီးသားကြက်ပြီးသား
Tamingo, a Mian we. Not a Bainulu. Shilla. She don't want Elu. I don't Kuro, drowns out on one more kipple. Ero, Koguya Mary would carry Edlu, Chepio, Chumuidas, Mapia Loye Ba. Tadu, your video, Nania the Joel, Dine to Adoyo, now the name a cameo Billy. Not on. May Magon, May Mamyapo, Naga. Yaujazagao, not on. Tadu Madame. Who are Mubian down young Balamadi to men say you want to be like Poo looked it, look shook it, two more alone and a room alone and bait. Tangari Jaro, Manapia Manager, Shema Balum, the Guatemala. What I mean? The Guatemala, Sambo ye him. Bo ye him who know. But Sambo ye so that Sanzi you go a bokana. That are temple your body. You would do. Say the Nagongo that are gone on a son on a manager of Balo Lesuro. The Guatemala, Sambo ye. Dare Magadi Udua. And may you call you say you were you a gono, you yadamia where Bidoma, a bema, Pieta de Dua. Being a yatel like your Tangari Gina. Dear Amontamia, Lobicada, Dorosada, Yuri Pietro, Matan Lupo. Don't think I like Charlie. Parosoro, low show de, Ticuro, two Mondonelle, to Lumania. Nobody know? She had the Kajia, Swan the Mancudo, lonely Bime. Now got two net, came on the map, Shidney Bime. Samaro Shivare, a twin two ma. Kudruni Abdullah. Teoga that I see the Akandalo, Teoga, Ada Messia, Beta one. Came on there, she don't have a Unamulu to Bama Biona. Kukuma Kito Dora and Sanabia Lavi. She know? So long they needed the Rita. Doro alone, no, Manele, Maia, Nyale, Maia. No? To me, Lucian, I should have Pania, Doro, sends on the Chiabao. Now can it do part of what I'm alone, no, ye would see it. The answering to a special Yuila, ye would be. The Wobana. Good so long then ye lobby, Lodo Saga that she did a Yabelu needed one Yinibi. No? Ero Daddy, Pian Bido, the Ditami out, Uden of your. She had the Radian alone in the chain, now got Lule Akudo Mapia on the Ritaja. Hope like. The Apiana Nale Muro, Joe Dini 9 time up she may. The Loman Hoy, go down Akudo, Chita Tide. Here, there are they tell Loy. Now got Lu Malina Neka, Akudo Pied. Jinadra. I mean, Edlu Agudo Pima Bogo, like Jordan Garuna Tabo, them and then. Da Garuna and the whore. Oh, we know? Kudo Diao, Swansondaman, yes, how Yabi, so the Lumu Yibadi, Kamagombadi. Apio. Apio doing, Hobaga, the Ramashi do the Dojaro. They would want their pillar. Jordan Vido, Nale Muju, Ni 9 Tabo. Kuyaja alone in a Mema Gida to Majida to Matige. Era Nadia Doro, the Kara Edilo Lobido, Jade Yadema, the Bowley Luni Shopio. The handy let him go, Song am job. Elma Nadia the Jaji Koyango, Lobi, Piana, Ro. Land in the ring at Javi, Messica Yavi, Mali, Nadia, same account the Avacom, Mabiojimo, Yigo Loche, Pavitaro. Home, phone on Yazaga, machine normal and Lule, Aini, Mendo Agrega, and Chalita, Homa, Nanga Bibia Pico B. Tangari Legua, Solana, the Guetamin Chelone. Hang about Sambo ye hin, the Jama. Pare? Sambo ye hin. Darling, Tangari Blue Homely, Tangari to Kayotua. Oh, Shemara Dilula. Era Tijamare, Tijadala, so like that. Now, how can I do Linga also? Toa, now, A. Biayo than a Mienjimu, A. Shema, Cheche, a more Senator. Tell Agudo Biara, Mima, Imam Hana, go.
ပြတ်တယ်နန္ဒီရဟုတ်ပြီနော်အဲ့တော့သူမရောက်ခင်ကလေးနှင်ထုတ်လိုက်တယ်ဟောထွက်သွားပြန်ရောက်ဒီလိုပဲသူပုံမှန်ဆွန်းလောင်းနေကြလောက်တန်ဃာတွေလိုက်တောင်းပန်ဖုံတောင်းရာစကားတွေကစသူကတောင်းပန်တယ်သူမရှိတော့ဖြစ်ရတဲ့အတွက်သိခံပါသူညံ့လို့ပါတကယ်တော့ကောင်းစွာတွင်တင်ဆုံးမမထားဘူးယုံကြည်လို့အပ်ခဲ့တာအဲ့တော့သူ့တာဝန်မှာပေါ့လေအမှန်တန်စိတ်ကောင်းရှိတဲ့လူတွေကိုဗျအဲ့ဒါလေးပြန်လို့တော့ဘေးကမိတ်ဆွေသင်္ဃာတွေကတခါပြန်တစကန်းထားလာပြန်ပြီမင်းကွာတစ်သလုံးပေါင်းလာတဲ့ငယ်လင်ငယ်မယားဒီရေဝတီဒီလိုပြစ်ထားလို့တော့မတော်ပါဘူးမလိမ္မာတခါတော့မိုက်ကြသမီးပေါ့အဲ့တော့မင်းပြန်ပြီးတော့လက်သင့်ခံပါကွာကိုယ်အိမ်ပြန်ထားပါမင်းတတိကတော့လမ်းပေါ်ရောက်သိမသိတော့ပါဘူးတော်ကြနေဒီသားတို့ဘာမှပြောစရာမလိုဘူးအကုန်သိတယ်သဘောပါလားအေးတော်ကြနေနော်ဒါနဲ့ဒါဆိုရင်တော့ငကိုနေရာမထားနိုင်တော့ဘူးတဲ့ငကိုလိုကျင်ပက်ဖြစ်တော့တို့မထားနိုင်တော့ဘူးအိမ်ပြန်နေခြင်းနေပါဒါပေမဲ့ငကိုလိုအိမ်ဦးနတ်အဖြစ်သူ့ကိုအိမ်ရဲ့ဗန္နာထိန်အဖြစ်တော့မထားနိုင်တော့ဟုတ်ပလားတစ်ချိန်တော့ကတော့လင်မယားဆိုတော့ကိုခင်မွန်းတယ်မကိုဗန္နာစည်းစိမ်အကုန်လုံးအပ်တယ်သူ့ကိုစီမံခန့်ခွဲရေးအကုန်တာဝန်ပေးထားတယ်အဲ့တော့အခုဒိနေရာကိုတာဝန်တော့မပေးနိုင်တော့အဲ့ဒါနဲ့သူ့ကိုယာရုချလိုက်တယ်ပေါ့လေဒီလိုနဲ့ယာရုချတာတော့ရေဝတီကျင်းနေမလားကျင်းတော့ဘူးတန်ဃာတွေကိုအညှိုးထားတယ်တန်ဃာတွေဘာလို့အညှိုးထားတယ်မရှိသလိုတန်ဃာတွေကိုနှိပ်ကွက်တယ်ပြီးရင်သဘုတ်လေးတွင်လုပ်တယ်အဲ့တော့အဲ့ဒီနေရာလေးမှာတခုပြောခြင်းတယ်နန္ဒီရသကြွယ်လဲသေရောရေဝတီဘာလုပ်တယ်လဲဆိုတော့အရင်ဆုံးလုပ်တာအိမ်ထဲမှာတထေးတွေရဲ့အိမ်မှာတဲ့ဟိုတုန်းကအဲ့ဒီအကျင့်တချင်းကမြန်မာနိုင်ငံမှာလည်းရှိခဲ့တယ်လို့ကျေးဇူးရှင်မင်းကွန်းဆရာတော်ကြီးပြောတယ်ကြားဘူးပါတယ်တန်ဃာတွေကိုဆွန့်ကတ်တဲ့အဆောင်လေးတွေတန့်တန့်အိမ်ဝိုင်းထဲမှာဆောက်လေရှိတယ်အခုတော့ဝိုင်းမှာမရှိတော့ဘူးဘယ်လိုဆောက်မလဲနော်ပူကတ်ညက်ပြီးနေကြတယ်မြန်မာမြေအကျယ်ကြီးရှိတဲ့တဲ့စီးစနစ်မရှိတော့ဘွက်ပေါင်စီကံစနစ်ကြနေရင်ကျေပြတ်မြတ်ကိုဝိုင်းကိုချန်နဲ့နေလို့ရတယ်ဗမာပြည်ကျေကြီးအဲ့တော့ရှေးတုန်းကအဲ့ဒါလိုအိမ်ဝိုင်းထဲမှာတန်ဃာဆွန့်လောင်ဆွန့်ကတ်တဲ့အဆောင်တီးတန့်ရှိတယ်တဲ့အဲ့လိုဆောက်လေးရှိတယ်ခုနန္ဒီရသကြွယ်ကြီးလည်းဒီတိုင်းပဲသူ့အိမ်ဝိုင်းထဲမှာဆွန့်ကတ်တဲ့အဆောင်တွေထားတယ်အဲ့ဒါရေဝတီကနန္ဒီရသကြွယ်သေတာနဲ့အဲ့ဒီအဆောင်တွေအကုန်ဖြိုးပြစ်တန်ဃာတပားမလာခဲ့နဲ့လာရင်အကုန်ပေါင်းထုတ်ဒီတန်ဃာတွေကြောင့်ငါယာရုကြဟုတ်ပါဘူးဟုတ်တယ်လေယာရုကြတာဘယ်လိုပြောရင်ညှိပြီးဘယ်လိုပြောရင်လွတ်တယ်လေတို့လည်းမသိနော်ထူးတော့မထူးပါဘူးဒါပါပဲအင်းစိန်သားလည်းကတ်နေပါပြီတဖြည်းဖြည်းဟောလာတာအင်းစိန်လည်းရောက်နေပြီမထူးတော့ပါဘူးနော်အဝေးသွားတာမှမဟုတ်ဘယ်နည်းနည်းလေးပဲဥစ္စာရှိတယ်ဥဒုမင်္ဂလာနော်ကြုံတော့ပြောတို့နာဂစ်တုန်းကရေဘေးကယ်ဆယ်ရေးအတွက်လုပ်မယ်ဒါပေမဲ့ဥဒုမင်္ဂလာရန်ပုံငွေရှာတရားပွဲတော့မဟုတ်ပါဘူးနော်ဒီမှာလည်းရန်ကုန်မှာလည်းအဲ့ဒီမှာဒီရဲ့ဘက်ကဘုန်းကြီးကျောင်းတွေကိုကျောင်းတစ်ကျောင်းငွေ3သိန်းနဲ့300လှူဖို့အတွက်ငွေ3သိန်းနဲ့300လှူဖို့အတွက်ရန်ကုန်မှာလှည့်တရားဟောတော့တခါတည်းရပြောတယ်ရှင်ပြနာဂစ်ကယ်ဆယ်ရေးရန်ပုံငွေလို့တတ်လိုက်မယ်မတတ်ပါနဲ့ငါရန်ပုံငွေမဟုတ်ဘူးရတာပဲပြန်လှူမယ်ရှင်းလားသဘောပေါက်လားရတာကိုပြန်လှူတာငွေရဖို့အတွက်တရားဟောတာတော့မဟုတ်မှန်ပါပါဗျာဒါလေးတစ်ခုတော့မှတ်ထားပါဒါမို့လို့ရန်ပုံငွေဓမ္မပူဇာတဲ့ကိုဓမ္မကိုစော်ကားတဲ့အနေနဲ့ရန်ပုံငွေအမြည်တက်ထားသောပွဲတပွဲမှမဟုတ်မှန်ပါပါဗျာဒါကိုမြောက်ဥက္ကလာပွဲပြက်ပါတယ်21 22ပွဲမရှိပါဘူးအဲ့ဒီနေ့ကိုမန္တလေးမှာကထိန်တရားပွဲကြွားပါမယ်အလုံးလက်ခံထားပြီးပါပြီနော်ရန်ပုံငွေလို့အမည်တက်လာပြီဓမ္မပူဇာအလွဲသုံးစားလုပ်ဖို့ကြံတဲ့အသင်းများအားလုံးသတိပေးပါတယ်သဘောပါလားလုံးဝလက်သက်မခံပါဘူးဓမ္မကိုအစော်ကားမခံနိုင်လို့သာသနာကိုလည်းသိက္ခာကျမခံနိုင်ကျင်းသလားကိုယ်လည်းဥဒုမင်္ဂလာတို့လှုပ်ရှားတွေတပုံကြီးပဲဒါပေမဲ့ဘာရန်ပုံငွေညာရန်ငွေဘာအတွက်အလူခံတဲ့ပွဲမဟုတ်ပါဘူးဓမ္မပူဇာမလူနိုင်လို့တရားနာမလာရဘူးမဖြစ်ပါစေနဲ့
တရားဟောခြင်းလုံးလို့လာတာနာသူရှိမှဟောလို့ရမှာလာနာပေးတာကိုအားလုံးကျေးဇူးတင်ပါလေသဘောပါသလားအဲ့ဒါသာသနာအလုပ်လုပ်တဲ့နေရာမှာအဲ့ဒီစေတနာမှန်မှရှင်းတယ်နော်အခုယာရုကြတယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတိုက်ဆိုင်လာတာအဲ့ဒါနာဂစ်အတွက်လက်ဟောတော့မိုးကုတ်မြို့မှာဘာဟောလိုက်လဲဆိုမပန်ထိုက်သောပန်းဟောလိုက်အဲ့ဒါမပန်ထိုက်သောပန်းဆိုတာဥစဉ်ကစိုးရိမ်လို့တရားဓမ္မတွေကိုတတိပေးတာ message ပေးတာဒီယတနာသုံးပါးကိုးကွယ်တဲ့တိုင်းပြည်ကြီးဒီလောက်ဆိုးဝါးတဲ့ကပ်ဘေးကြီးဆက်ရောက်လာတာဟာငါတို့ယတနာနဲ့ထိုက်သေးရလားပြန်စစ်ကြယတနာသုံးပါးခိုင်းသင့်နေပြီဒါလေးကိုသိစေခြင်းလို့ဟောတာအဲ့တော့မပန်ထိုက်တဲ့ပန်းကြီးကိုဒေဝရအလောင်းကနတ်ပန်းတပွင့်ပြီးတပွင့်လိမ့်ညာပြီးပန်းနေတာကိုပြောတော့တပွင့်ပြီးတပွင့်ပါသွားတဲ့အတွက်နောက်တနေ့မှာ6ရက်ဟောမဲ့ပွဲကတရက်ထဲနဲ့ပိတ်သွားပါတယ်ဘာကြောင့်လဲလိုက်မေးတယ်မဖြေပါဘူးနောက်6လနေမှမိုးကုတ်ကိုတခါတရားပြန်သွားဟောမှအဲ့ဒီကောင်နဲ့တွေ့အောင်သွားတယ်ဘာကြောင့်လဲဆိုတော့ဟုတ်ပါဘူးတဲ့တိုက်ဆိုင်သွားတာပါတဲ့သူကလည်းဒီတန်ကအရေးခင်းကြီးကြောင့်မို့ယာဓုကမတက်တော့ဘူးတဲ့အဲ့ဒီအပွင့်ကြောင့်ပြဿနာတက်နေတဲ့အတွက်မင်းအပွင့်လည်းငါမသိဘူးမင်းကြတာလည်းငါမသိဘူးငါတရားငါဟောတာကွယ်မင်းဖြစ်သွားတဲ့အာကုသိုလ်အတွက်ငါသနာတယ်ခုလည်းယာဓုကြတယ်ဆိုတာအိမ်ရှင်မယာဓုကြသွားတာပြောတာနော်သဘောပါအေးလေဒါမှအယူမတက်လည်းမတက်နိုင်ဘူးပေါ့နော်အဲ့ဒါမှဂျေဝတီအညှိုးထားပြီးတော့တန်ဃာတွေကိုဖျက်ဆီးတယ်ဟုတ်ပြီနော်ကောင်းပြီအဲ့ဒါသူလှုပ်ခဲ့တဲ့အကုသိုလ်အဲ့အာသုကုသိုလ်ကံကြီးကဂျေဝတီလေသေကံဒီ9ရက်နေတော့အဲ့ရတယ်လဲပြီဆိုတော့ဝိသဝံနတ်မင်းကြီးကချက်ချင်းစီရင်ချက်ချဘလူးနှကောင်ခေါ်လိုက်ဘာခေါ်လိုက်ဝိသဝနတ်မင်းသူ့လက်အောက်ကဘလူးနှကောင်ခေါ်လိုက်တယ်ပြီးရင်သွားမင်းတို့ယေဝတီစီကိုသွားယေဝတီသူလောက်ထားတဲ့အပြစ်အတွက်အပယ်ချခံရမယ်ယေဝတီ9ရက်နေရင်ငရဲကိုအရှင်လက်လက်ရောက်မယ်လို့ဘာယာနတိပြည်တပြည်လုံးကြီးညာသွားခေါ်ခဲ့ရှင်းလားသာသနာကိုစော်ကားထားတဲ့မိန်းမတန်ဃာကိုပြစ်မှားထားတဲ့မိန်းမဟုတ်ပြီနော်တန်ဃာတော်တွေကိုတခါတည်းသူကညီမျိုးစုံပရိယေမျိုးစုံနဲ့အဆက်ရအောင်ပုတ်ခတ်တယ်စော်ကားတယ်ဒီနဲ့တနော်အညှိုးထားတာဒီဟာတွေကြောင့်သူယာရုကကြာသူစည်းစိမ်တွေဆုပ်ယုတ်တာသူလက်လာပါတွေပိတ်ကုန်တာဒီတန်ဃာတွေကြောင့်သူကယေဝတီကအညှိုးထားယေဝတီအဲ့ဒါအညှိုးထားပြီးလှုပ်ထားတာဆိုတော့ဘလူးနှကောင်ကလည်းကြီးညာတယ်ဗာရာဏသီတပြည်လုံးကိုလမ်းလေကောင်လမ်းလျှောက်သွားပြီးတော့ဘလူးတို့ကိုထင်ပြတယ်ဘလူးဆိုတာလူတွေကြည့်ဖို့အမတန်ကြောက်ရွံ့စရာကြောက်စရာယွန်စရာရုပ်မျိုးတွေရှိတဲ့ပုဂ္ဂိုလ်တွေခုခင်ဗျားတို့ဆွဲထားတဲ့ဘလူးကလှသေးတယ်လို့ပြောတယ်နော်တကယ်ရုပ်ကအမတန်ပိုကျန်းတယ်အဲ့ဒီရုပ်ကြီးနဲ့ဗာရာဏသီပြည်လုံးကို9ရက်နေရင်ယေဝတီငရဲရောက်တော့အဲ့ဒီငရဲကိုငါတို့ခေါ်သွားမယ်ယေဝတီဟာတန်ဃာကိုပြစ်မှားဟုတ်ပြီနော်သာသနာတော်ကိုစော်ကားတယ်ဒါကြောင့်ယေဝတီကိုငါတို့ဖမ်းခေါ်သွားမယ်9ရက်9ဆိုတော့မြို့တွေကလူတွေလည်းအကုန်ကြောက်လန့်ပြီးတော့ဘလူးနှကောင်နဲ့တောင်ဖျားရှိပါရှိဘလူးနှကောင်ထည့်ထားတယ်ရှိတယ်မလားကြောက်မလားလို့ထည့်ထားတာတကယ်တော့ဘလူးကြည့်ပြီးဘလူးလှတယ်လုံနေသေးတာခင်ဗျားတို့အေးတန်ဃာစော်ကားတဲ့လူတွေအဲ့ဒီနှကောင်လာဆွဲပြီကိုဝတ်တော်အိပ်ပျော်နေလို့တော့ပါလားအဲ့ဒီကောင်တရေနိုးရင်စဆွဲတော့ရှင်းသလားသူနှိုးခိုင်းလိုက်တယ်ဝတ်တော်စီ message ပို့ထားတယ်ဒီကောင်ဖုံးတာမကြောက်ဘူးတဲ့ဟမ်အင်တာနက်ကနှိုးရမလားဒါဆိုလည်းကြည့်လို့ Facebook မှာဝတ်တော်နဲ့တွေ့မယ်အဲ့တော့
ဝတ်တော်နာမည်ကြီးလွတ်လိုက်တဲ့ဘလူးနှကောင်လှဲ့ကျွေးကြော်တော့လူတွေတိတ်ကြောက်သွားတယ်ကြောက်ပြီးတော့သူတို့ဖျားတရားတွေပို့ပြီးတော့လှုပ်လာတယ်တရဏဂုံတွေဆောက်တည်တယ်ငါးပါးသီလတွေမြဲလာတယ်ဘလူးနှကောင်က9ရက်អော်နေတာရေဝတီပါကြားတယ်ရေဝတီကိုခေါ်တော့မယ်ကြားတယ်သူလှုပ်ထားတဲ့အာကုသို့ तू မသိဘူးလားသိပါတယ်ဗျာရှင်းတယ်နော်တန်ခါတွေအမျိုးမျိုးကိုပုတ်ခတ်ခုနကလိုဝက်ရိုးကျဲရိုးတွေနဲ့တခါတည်းလှုပ်ကြံဖန်တီးလှီဆယ်ပြီးတော့တခါတည်းတန်ခါတွေကိုအမျိုးမျိုးသိခါချအဲ့ဒါနဲ့ရေဝတီခေါ်တော့မယ်9ရက်လှည့်ကျွေးညာနေတယ်အဲ့ဒီခံစားရတဲ့ဆင်းရဲကိုခင်ဗျားတို့စဉ်းစားကြည့်အဲ့ဒီကနေရေဝတီကိုလက်မောင်းတစ်ဖက်ချက်စီကင်ပြီးတော့9ရက်ပြည့်တဲ့နေ့ထားဆိုတော့သူနေမကောင်းဘူးတဲ့မထနိုင်ဘူးဘလူးကိုသူကပြန်ပြောနေတာရေဝတီလည်းပေါ်တော့မဟုတ်ဘူးအာကမိမ့်မပဲနော်သူနေမကောင်းဘူးတဲ့မထဘူးမလိုက်နိုင်ဘူးတဲ့ဘယ်ခေါ်သွားမလို့လုံးတဲ့ဘယ်ခေါ်မှမဟုတ်ဘူးမင်းကိုငရဲပြီခေါ်သွားမှာအခုမင်းထခြင်းမထခြင်းမင်းအာကုသို့ကြောင့်လိုက်ကိုဟောမလိုက်ခြင်းလဲဒါမို့အာကုသို့ကံကကိုမပိုင်ဘူးလို့ပြောတယ်ဟမ်ကုသိုလ်ကံရဲ့အာကုသိုလ်ကံရဲ့ဘယ်ကံကကိုပိုင်ကံလဲကုသိုလ်ကံမှာကိုအကျိုးကိုဆောင်ပါအာကုသိုလ်ကကိုအကျိုးမဲ့တဲ့နေရာကိုခေါ်သွားမှာခင်ဗျအခုလာလိုက်ခဲ့လက်မောင်းနှစ်ဖက်ကညက်ပြီးကင်သွားဘယ်အရင်ခေါ်သွားတော့ဆိုတော့နတ်ပြည်အရင်ခေါ်သွားတယ်ဘယ်ရင်ခေါ်ငရဲဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ရုံရင်းကင်ရင်អော်သွားတော့ရှေ့မှာဗိမာန်ကြီးလှလိုက်တဲ့ရွှေဗိမာန်ကြီး3ကဘုံ4ကဘုံရှိလောက်တယ်အကျယ်ကြီးအလိုနေရောင်တမြဝင်းလက်နဲ့အမတန်တောက်ပတဲ့ဗိမာန်ကြီးတွေ့နေရပါလားအသင်ဘလူးတို့ရဲ့ငရဲပြီဆိုတာဒါလားဒါဆိုရင်တော့ तू ပြောတယ်ရှင်းတယ်နော်အဲ့ဒါဘသူဗိမာန်ကြီးလဲတဲ့ဆိုတော့ရေဝတီကြီးအဲ့ဒါသင်ခင်မွန်းတဲ့ဖြစ်ခဲ့တဲ့နန္ဒီယရဲ့ဗိမာန်အဲ့ဒီဗိမာန်ထဲမှာဟိုးမှာနတ်သမီးနတ်သားတွေနဲ့ပျော်ပါစံစားနေတာနန္ဒီယတကြွယ်ပဲရှင်းနော်နန္ဒီယတကြွယ်ဆိုတာတကြွယ်ကြီးကလူဝတ်နဲ့သွားစောစံစားနေတာလားမဟုတ်လူပြည်ကစုတည်ပြီးတော့နန္ဒီယအကြောင်းကထောက်ပံ့ထားတဲ့နတ်သားပေါ့ဒီလိုမှတ်ထားနော်နန္ဒီယဘဝကူးသွားတာလားမဟုတ်ပါဘူးအကြောင်းရှိလို့အကြောင်းဖြစ်လို့သိကြတယ်နော်ကောင်းပြီဟာဒါဆိုရင်နန္ဒီယသူခင်မုန်းမဲ့အမေခုမှသူဟာသဘောပါလားနန္ဒီယသူခင်မုန်းမဲ့တဲ့ဘလို့ပဲဖြစ်ဖြစ်လက်သင်ခံပါတယ်သူ့ကိုအထဲဝင်ခွင့်ပေးတဲ့ဇွတ်ယုံပြီဒါဘလူးတွေကကင်ထားတယ်နင်နဲ့မဆိုင်ဘူးနန္ဒီယကုလိုလို့တော့ကသူပါလားနောက်ကနေအပိစ္ဆာပွားနေတာတရောင်းစားတွေကျွေးပြန်ပြီကိုယ်ပြင်ရှားတာချွေးနေစားလွယ်တာမို့ကျွေးပြန်ပြီနန္ဒီယတကြွယ်ကလည်းအမတန်တရာထက်တာတရောင်းစားတွေသူ့လာမတောင်းရင် तू ကတရောင်းစားတွေရှိတဲ့နေရာလိုက်ကျွေးတယ်ရှင်းလားမတောင်းရင်တောင်းမဲ့လူကိုရှားနေတာဟုတ်ပလားဆိုတော့နောက်ကမိမပြီးအိတ်တာမစ္စတိယအဘိဇာတွေပြားပွားပြီးတော့ကုန်ပြီစီးစိမ်နေတော့လကားနေရင်ဖြုံးတီးနေတာနော်ဘယ်သုံးမွေးအင်ကြီးဝယ်ပေးပါဆိုတော့ဝယ်မပေးဘူးစိတ်နှကကြတော့ဝယ်မပေးဘူးနော်အခုဆိုအဝါရောင်စိန်ကြီးလေလံတင်တော့မယ်တဲ့သွားဝယ်ပေးဆိုဝယ်မပေးဘူးသဘောပါလားဟိုမှာကားကုမ္ပဏီလာနေပြီကားအသစ်တွေမှာပေးပါဆိုမှာမပေးဘူးသူများလိုင်စင်တွေပေးပြီ तू ကစားမြင်ဆွဲတယ်ဆွန်းလိုက်လောက်နေစားမြင်ဆွဲနေသဘောပါလားရေဝတီဒုက္ခရောက်နေတာပြောပါတယ်နော်အဲ့တော့ကုသိုလ်လုပ်တော့ကသူ့အတူပါလားမပါဘူးမပါပဲနဲ့အဲ့ဒါအခု तू ကဗိမာန်နဲ့ဝင်မယ်တကယ်ကဲလုပ်နေတော့မှဟဲ့နင်နဲ့မဆိုင်ဘူးလာခဲ့ဆိုပြီးဆွဲခေါ်သွားလိုက်တာဘင်ပုတ်ငရဲရောက်သွားတယ်ဘယ်ရောက်သွားဘင်ပုတ်ငရဲဆိုတာငရဲကြီးရှစ်ထက်ရဲ့အဝင်ဝနော်ရှစ်ထက်လုံးမှာကြိုဆိုရေးငရဲတွေရှိတယ်ကျိန်ပိုင်ချောင်းငရဲတို့လက်ပံတော်ငရဲတို့ဆိုတာဒါကြိုဆိုရေးတွေ reception တွေအဲ့ဒါတွေကြောမှငရဲခန်းတွေကိုရောက်အဲ့တော့ဘယ်မို့ငရဲဆိုတော့ဒါမလိနန်းစောနေတာပဲဘယ်လိုဖြစ်တာတော့ခုနဟာနဲ့ဘာမှမဆိုင်ဘူးငါ့ကိုဘယ်နေရာခေါ်လာကြတော့ဆိုတာဒါဘင်ပုတ်တွေကျင်ကြီးကျင်ငယ်တွေစီးနေတာဒါမှလုံးမလို့နင့်ပြချမလို့ဟေးကျမဒီထဲမှာဘယ်လောက်နေရမလဲဆိုနှစ်ပေါင်းထောင်တောင်းမကနေရမင်းအကုသို့ကုံတဲ့အချိန်မှပြန်ရမယ်လှမ်းကြည့်လိုက်တော့ဟိုမှာငရဲသားတွေကဘင်ပုတ်ထဲမှာကူးကခတ်ခါနဲ့လောက်တရာတဖွာဖွာကြိုက်
ရှင်းလားဘင်ဘုတ်တဲ့ကူရင်ခိုင်ရင်အော်ရင်နဲ့ဒီဘင်ဘုတ်ကျင်ကြီးရေတွေကျင်ငယ်ရေတွေဂျားတွေကနေတဘောပွဲနဲ့အဲ့ဒီထဲကပြေးလောက်ကြီးတွေကကြိုက်ဖဲ့စားသေပလားဆိုတော့တစားစီဖြစ်လည်းမသိဘူးအဲ့ဒါကြည့်ပြီးရေဝတီပြေးကျင်တယ်ပြေးလို့ရသေးလားမရပါဘူးဗျာဒါဖြင့်အကုသို့အကျိုးခံစားရပြီဆိုတဲ့ချိန်ကြတော့မသိလိုက်မသိပါတာခံစားရမှာလားသိသိကြီးနဲ့ခံစားဒီဘဝဒီကိုစံနောက်ဘဝနောက်ကိုခံတော့မလုံလိုက်ကြပါနဲ့လို့သဘောပါသလားအကြောင်းရှိရင်အကြောင်းကောင်းမှအကြောင်းမကောင်းရင်အဲ့စိတ်တူကိုယ်သူတရားကူစေတနာသူလောက်ကြမယ်ဆိုရင်သူတို့အကျိုးပဲတူနိုင်မတူနိုင်အခုအကျဉ်လင်မယားဖြစ်ပင်ဖြစ်냐တော့လဲစေတနာချင်းတရားတရားချင်းအဲ့တော့တရားသီလသုဒ္ဓသံဃဟိရိဩတ္တပပညာဆိုတဲ့သူတော်ကောင်းယတနာ9ပါးရေဝတီမှာရှိသလားရှိပါဘူးဗျာနန္ဒီယမှာအပြည့်အဲ့တော့နန္ဒီယပဲရောက်သွားတော့နတ်ပြည်မှာနတ်စည်းစိမ်နတ်ဘိတ်မှာမခံစားရဘူးလားရေဝတီကြတော့အလားတူပေမဲ့ပြန်မတူရှင်းလားခုခမရတို့ဘဝတူထူးတာချင်းတူပါတယ်မြတ်ပုံချင်းတော့အမြတ်ထုတ်တတ်မှမြတ်မှာတော့သာသနာမှာသာသနာနဲ့တွေ့ခိုက်အသုံးချတတ်ရင်မြတ်သလောက်အသုံးမချတတ်ရင်အရှုံးကြီးရှုံးဒီနေ့သာသနာဘုရားကိုခုတုံးလုပ်နေတဲ့လူတွေတရားကိုခုတုံးလုပ်နေတဲ့လူတွေတန်ခါကိုခုတုံးလုပ်နေတဲ့လူတွေဘုရားကိုအလွဲသုံးစားလုပ်နေတဲ့လူတွေတရားကိုအလွဲသုံးစားလုပ်နေတဲ့လူတွေတန်ခါကိုအလွဲသုံးစားလုပ်နေတဲ့လူတွေရှိမရှိရှိပါရဲ့ဗျာဒါကိုဆွမ်းလောင်းသိလည်းတန့်ရှင်းပါစေအာဟုသူကင်းနိုင်သမျှကင်းရတက်တက်ကြွကြွလန်းလန်းဆန်းဆန်းနဲ့တန်ခါပစ္စည်းအလွဲသုံးစားမဖြစ်ပါစေတန်ခါပစ္စည်းအစိတ်တီးရှင်းလားစားကောင်းသလားသဘောကိုပေါက်သလားမှတ်ထားပါဖယားကိုအလွဲသုံးစားလုပ်နေတာလေးတပုံကြီးပဲရှင်းတော့မရှင်းပြရစေနဲ့နော်အလွဲသုံးစားလုပ်နေတာတပုံကြီးဖယားဘန်းပြနော်တရားပွဲကုဥဒ္ဓမင်္ဂလာတို့အကျဉ်းချင်းခံပါဒါပေမဲ့သူ့မင်္ဂလာခံရတာတော့မဟုတ်ဘူးလုပ်တဲ့လူပဲခံမှန်ပါရဲ့ဗျာဥဒ္ဓမင်္ဂလာတရားပွဲလူများတယ်လူများရင်အလူငွေများတယ်အလူငွေများတဲ့အတွက်ငါတို့ကသဘောပါသလားတရားပွဲလာပင့်တာကိုကိုတော့ပွဲကလူများလို့တဲ့လှုပ်ဆန်းပါအောင်တဲ့ကြောင်းရံပုံငွေလေးရအောင်မဟောရှင်းလားတရားကိုတရားနာခြင်းလို့လာပင့်မှဟောမယ်သူမင်္ဂလာမာနသိကြည့်တယ်အဲ့ဒီတခုကတော့လုံးဝမလိုက်လျောနိုင်တရားတော်ကိုနာကြားဖို့ရအတွက်တပည့်တော်တို့ရက်သူရသွားတော့တရားရည်အမြိုက်စေတိုက်ကျွေးတော်မူပါဥဒ္ဓမင်္ဂလာတရားတော့ရည်အေးတော့မဟုတ်ဘူးနည်းနည်းရည်ဘူးကြီးပဲနော်ရှင်းတယ်နော်နည်းနည်းတောက်ကြည့်ခါတော့ခါတယ်ဒါပေမဲ့ယောဂပြောက်မြန်တယ်နော်ပူလဲပူတယ်ခါလဲခါတယ်စက်လဲစက်တယ်ဘောပါလားမတည့်တဲ့လူကြတော့စပ်ဖူစက်လောင်ကြီးခါသဘောပါလားအေးမတည့်ရင်စပ်ဖူစက်လောင်ကြီးဒါပေမဲ့တောက်ပါများပြောက်သွားရှင်းတယ်သလားချိုအေးမွေးတော့မပါဘူးကွယ်ဘာလို့ဆိုယောဂကြမ်းနေပြီနော်ဆေးနုနဲ့မပြောက်တော့ဘူးရေနတ်ကလားကဲဒါဖြင့်ရေဝတီလမ်းနဲ့နန္ဒီယလမ်းတူသလားတူပါဘူးဗျာတရားရှိတဲ့လူသူတော်ကောင်းယတနာ9ပါးနဲ့ပြည့်စုံတဲ့လူကြတော့ကောင်းကျိုးချမ်းသာယတနာမရဘူးလားနန္ဒီယတို့မြတ်သွားတယ်နောက်ကသူခင်မုန်းတယ်မှာရေဝတီပါဖြစ်တယ်ရှုံးသွားတယ်အခုငရဲကြီးရှစ်ထပ်မှာအခုချိန်ဆိုဘင်ပုတ်ထဲရတော့မထွက်ရသေးဘူးကျင်းသလားဘင်ပုတ်ထဲမှာကိုနှစ်ပေါင်းထောင်ကြီးတဖြည်းဖြည်းမှာကျိန်ပိတ်ချောင်းတစ်ထဲထဲကိုသူဆက်သွားရှင်းလားအဲ့ဒီချိန်ကျမှခံနိုင်ရင်ရှိပါမလားအခုရာသီဥတုပူတာလေးတောင်ခံနိုင်သလားမိုးရွာလို့ဘွက်ပုတ်စော်နန္တာလေးတောင်ခံနိုင်သလားဟိုဘင်ပုတ်ထဲကြပို့ဆိုးမယ်ကျင်ကြီးကျင်ငယ်ဘုတ်တွေထဲမှာနေရသဘောပါတယ်နော်ဒါဖြင့်အကြောင်းကောင်းမှအကြောင်းမှန်မှအဲ့တော့အတိတ်ကံကဘယ်လိုပဲအကျိုးပေးခဲ့
မွဲခြင်းတလောက်မွဲပါစေဆင်းရဲခြင်းတလောက်ဆင်းရဲပါစေပြစ္ဆုတ်ပံကံစင်ကြယ်အောင်လုပ်လို့ရမရပြင်လို့ဖြစ်မဖြစ်သူတစ်ပါးပြင်ပေးရမှာလားကိုယ်တိုင်ပြင်ရမှာသူတစ်ပါးလျှောက်ပေးမယ်လမ်းလားကိုယ်တိုင်လျှောက်ရမယ်လမ်းလားကိုယ်သမိုင်းကိုယ်လမ်းရှင်းသလားဘယ်လိုလူရောက်မလဲဘယ်လိုလူပြောက်မလဲတောက်တဲ့လူပြောက်မယ်အခုဗုဒ္ဓဆေးတော်ကြီးရှိမရှိအနိစ္စဒုက္ခအနတ္တဆေးကားကြီးသူက96ပါးအကုန်ပြောက်တယ်ခုရုပ်မြဲလားမမြဲဘူးနာမ်ရောငါတို့ကြိုက်တာမြဲတာသူရှိတာကမမြဲတာတိတ်ခါတယ်ဗျာမျိုးရတာတော့ထောက်နှောင်ကြီးပဲဟမ်အရှိတရားခန္ဓာဘာသစ္စာကိုလိုချင်တာချမ်းသာသူရှိနေတာကဒုက္ခဆင်းရဲကျင်သလားဒါဖြင့်အလိုအကြိုက်နဲ့တော့ကြိုက်သလားမကြိုက်ပေမဲ့မျိုးသားမျိုးဟင်ဒီဆေးတော့ရင်တော့ပြောင်းမှန်မှန်းသိရင်တော့ဘလောက်အမျိုးခက်တော့တော့မှာပေါ့ဗျရှင်းသလားအဲ့တော့မြဲကျင်တိုင်းကောမြဲသလားခိုင်ကျင်တိုင်းကောခိုင်သလားတကယ်တွေ့ရမှာကမမြဲခြင်းရဲ့ဆင်းရဲခြင်းရဲ့အစိုးမရခြင်းတိပြင်ပါရှိသေးတယ်ခန္ဓာမှန်ရင်ပါသစ္စာခုသူတော်ကောင်းတို့မှာရှိတဲ့ခန္ဓာသည်မြဲသလားမမြဲဘူးလားအလုံးကိုယ်ရုပ်ကိုကြည်စားမြဲသလားနာမ်ကောဒါဖြင့်ယုံနာခန္ဓာသည်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာပြီဆိုရင်လောဘဒေါသမောဟမာမာနအိတ်တမစ္စရိအဘိဓါပြပါဒခုနလွဲမှားတဲ့တရားတွေလာအောင်မလာရင်သေတာကသမုဒိယသေမှာတော့နောင်ခန္ဓာလာအောင်မလားနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကသစ္စာ၄ချက်ကရင်ဘယ်ရောက်မှာနိဗ္ဗာန်ရောက်ရင်ခုနဒုက္ခသုက္ခတွေခံစရာလိုသေးလားခုအားလုံးနိဗ္ဗာန်ရောက်နိုင်မရောက်နိုင်နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့တွေ့မတွေ့ဘယ်လိုလူရောက်မလဲရှောက်တဲ့လူရောက်မယ်ဒီမဂ္ဂင်၈ပေါ်လမ်းမတော်ပေါ်ရှောက်ရင်မရှောက်ရင်ဒါဖြင့်မရှောက်လို့မရောက်တာဒီလမ်းရဲ့အပြစ်လားရှင်းတတ်ကြလားအားလုံးမွေးကလေးကသူတော်ကောင်းလေးမွေးလာတယ်လို့သူခင်ဗျားတို့ဘာနဲ့တူမွေးလာကိလေသာမလီသာရုပြအဲ့ဒီစကားတော့ဘာနဲ့တူမွေးလာတာတော့အဲ့ဒီကိလေသာကိုဖယ်ဖို့ခွာဖို့မကြိုးစားပဲနဲ့ဖယ်ခွာစွန့်လွတ်သွားတဲ့လူစွန့်လွတ်နိုင်တဲ့လူဒါဖြင့်စွန့်လွတ်ဖို့ရအချိန်ချင်းကြိုးစားယူရမယ်ဆိုတာမသေးကြဘူးလားဒီဘဝပျောက်ခြင်းလဲပျောက်မယ်မပျောက်ခြင်းလဲမပျောက်ဘူးသို့တော့ယောဂနေအောင်တောက်လို့ရမရသို့တော့ယောဂပျောက်ရေးမပျောက်ရေးရယောဂတာဝန်ဆေးတော့မှဘု து တာဝန်ရှင်းတယ်နော်အဲ့တော့ဆေးကနိုင်ရင်ပျောက်မယ်ဆေးမနိုင်ရင်မပျောက်ဘူးအဲ့တော့အရေးကြီးတာဆေးမှန်မှန်တောက်ဖို့လိုအပ်မလို့အားလုံးကျင်တယ်နော်ဒါဖြင့်ကိုလွတ်မြောက်ရေးကိုဘု து ကိုယ်တိုင်ကြံဘု து ကိုယ်တိုင်အားထုတ်အောင်ရေဝတီကဲ့သို့သောဘေးတွေတို့မှရှိမရှိရေဝတီလိုမနာလိုရတဲ့စိတ်ကောဝန်တိုရတဲ့စိတ်ကောသတိထားနော်ဘလူးနှကောင်လာခေါ်လိုက်မယ်ရှင်းသလားသဘောပေါက်သလားဟောဝိသဝံကလွတ်မှာသွားခေါ်ကြည့်တဲ့အဲ့ကျမှမလိုက်ချင်ဘူးလို့ရှင်းတတ်ကြလားဒါဖြင့်သတိထားခန္ဓာဘယ်နှပါးဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိမလျော့မပေါ်ဆာသောတတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာမိမိတို့လွတ်မြောက်ကြောင်းကိုမိမိတို့အမှန်ရှာဖွေအထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီညနဲ့ပဲနာကြစို့